先生好，မင်္ဂလာပါလူကြီးမင်း 老师好， မင်္ဂလာပါဆရာ 早安， ကောင်းသောနေ့နဲ့ခင်ပါခင်ဗျာ 午安， ကောင်းသောနေ့လည်ခင်ပါခင်ဗျာ 晚安， ကောင်းသောညပါခင်ဗျာ 谢谢你， ကျေးဇူးတင်ပါတယ် 对不起， ဝမ်းနည်းပါတယ် 没有关系， ကိစ္စမရှိပါ 可以， ရပါတယ် 可能， ဖြစ်နိုင်ပါတယ် 忘记了， မေ့သွားပြီ 要是的话， တကယ်လို့လျင် 请原谅， ခွင့်လွတ်ပါ 够了，够了， လုံလောက်ပါပြီ 为什么？ ဘာကြောင့် 什么？ ဘာလဲ 请进来， ဝင်ခဲ့ပါခင်ဗျာ 请坐， ထိုင်ပါခင်ဗျာ 请喝茶， လက်ဖက်ရည်တောက်ပါခင်ဗျာ 请问， မေးပြရစီ 请抽烟， စစ်လိတ်တောက်ပါခင်ဗျာ 等一等， ခဏစောင့်ပါ 等一下， ခဏစောင့်ပါ 等一会， ခဏစောင့်ပါ 来一下， ခဏလာခဲ့ပါ 走吧， သွားကြစို့ 快，快， မြန်မြန် 慢慢， ဖြည်းဖြည်းပေါ့ 慢慢写， ဖြည်းဖြည်းရေးပါ 随便你， မင်းသဘောပဲ 不久会来， မကြာခင်လာလိမ့်မည် 一下子， ခဏလေးပါ 不要浪费， အဖြုံးသီးနဲ့ 怕什么？ ဘာကြောက်တာလဲ 不要开玩笑， မနောက်ပြောင်နဲ့ 不要乱讲， မဟုတ်တာမပြောနဲ့ 白看不厌， ဘလောက်ကြည့်ကြည့်မမုန်းဘူး 记得吗？ မှတ်မိရဲ့လား 奇怪， အံ့ဩစရာပဲ 该回去了， ပြန်သိပြီ 多少？ ဘလောက်လဲ 有什么事？ ဘာကိစ္စရှိသလဲ 重要吗？ အရေးကြီးသလား 注意， ဂရုစိုက်ပါ 不要太久， မကြာစီနဲ့ 放心。 စိတ်ချပါ 下雨， မိုးရွာနေတယ် 有带来， ယူဆောင်လာတယ် 晒太阳， နေပူလှမ်းတယ် 不敢去。 မသွားရဲဘူး 东西好吗？ ပစ္စည်းကောင်းရဲ့လား 什么价？ ဘယ်ဈေးလဲ 太贵， ဈေးကြီးတယ် 便宜， ဈေးပေါ်တယ် 困难， ခက်ခဲတယ် 容易， လွယ်ကူသည် 太多， တိတ်များတယ် 太少， တိတ်နည်းတယ် 被捉， အဖမ်းခံရတယ် 受罪， အပြစ်ပေးခံရတယ် 怎么办？ ဘလို့လုပ်မလဲ 怎么样？ ဘလို့လဲ 为什么？ ဘာကြောင့်လဲ 哪一个？ ဘယ်ဟာလဲ 在哪里？ ဘယ်မှာလဲ 什么时候？ ဘယ်တုန်းကဘယ်တော့ 什么？ ဘာလဲ
这里那里 ဒီမှာဟိုမှာ 再见 နောက်မှတွေ့ကြစို့ 对了 ဟုတ်ပြီ 想不到 မထင်မိဘူး 当然是 ဟုတ်တာပေါ့ 虽然 တော်လဲ 后 ပြီးနောက် 无论如何 ဘလို့ပဲဖြစ်ဖြစ် 看清 အထင်သေးသည် 看重 အထင်ကြီးသည် 不要误会 အထင်မမှားနဲ့ 等着 စောင့်နေပါ 差不多 အသင့်သင့် 看不见 မမြင်ရဘူး 碰见 တွေ့မြင်ခဲ့တယ် 碰到 တွေ့ဆုံခဲ့သည် 生气 စိတ်ဆိုးသည် 什么意思 ဘာအဓိပ္ပာယ်လဲ 有困难吗 အခက်အခဲရှိသလား 赶不上汽车 ကားမမီဘူး 不要慌 မလောနဲ့ 不用慌 လောဖို့မလိုဘူး 不要急 မလောနဲ့ 多久了 ဘလောက်ကြာပြီလဲ 为了他 သူမအတွက် 忙什么 ဘာတွေအလုပ်များနေသလဲ 把他忘掉 သူမကိုမေ့ပစ်လိုက် 高兴 ဝမ်းသာသည် 愉快 ပျော်ရွှင်သည်